တို့ဒီရင်ထဲမှာအချိန်ရှိတိုင်းမို့ကတိယကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းမဲလာမလားခုခုတော့ရွေးစေခြင်းနဲ့မင်းရဲ့မင်းရှိရာခေါ်လာရမလားကိုရှိရာမင်းမဲလာမလားလုံးယူတော့မယ်ခွေမချင်မပဲနဲ့နှလုံး